လိမ့်မယ်ပါသွားမယ်ဆိုတာတခြားပါသိလို့ပါဟုတ်ပြောတာဒါတရားမှမရှိတယ်တရားမရှိတဲ့လူကိုသိမှာပဲအမေကတော့ဘာမှပြောတယ်ကျန်ဖပါအဲ့လိုတရားမရှိတော့မလုံးနဲ့မရှိတဲ့လူကြီးပဲခံနေရတယ်အခုအလုံးဟုတ်မလားတရားမရှိတဲ့လူကြီးပဲခံနေကြရတယ်ဟိုသိနေကြပြီလေကိုလူတွေအများကြီးတင်နေတဲ့အတူတူနေကြတဲ့လူတွေကိုနဲ့ဆွေမျိုးအရင်နဲ့သူသားသမီးရောပါရောညာရောဒီကိုမိသူတို့ကနေသူတို့သေးတာဘယ်တိုင်းကိုပဲလာမလဲနဲ့လည်းကြံနေကိုအဲ့တော့ဘယ်သူမှဘာမှမပြောမလဲအဲ့လိုဆိုတေးဖို့မကြောက်ဘူးလားအဲ့လိုဆိုသူတေးဖို့သေးကြအခုသူလောဆယ်ဖြစ်နေအခုပြောလာပြီအဲ့ဒီဟာပါလားဟာတေးဖို့ပြင်နေတဲ့ညီမကောင်းမှုဒီမှာကိုနေမကောင်းလို့ခါတယ်မကြောက်ဘူးလားဒုက္ခပဲအဲ့တော့ကလာကြသေးတာဒီနားမှာကျိုးတောင်းအဲ့နဲ့ဟုတ်ကလေးလာပြောလို့ဒီနားတောင်းနေရထိုင်ပြီးပြောသေးတယ်လောကကြီးဆိုတာတေးဖို့လူကြီးပဲလို့အလုံးကကိုကတော့မှ